ဒီလိုသွေးကွက်မျိုးကိုကျွန်တော်တို့အာချာကတ်လို့ခေါ်ပါတယ်ဆိုတော့သူ့ရဲ့ဖွဲ့စည်းပုံကကျွန်တော်ဒီ၄တောင်ပုံစံရှိတ်ကုန်မှာ princess ကတ်လိုမျိုး၄ဘက်၄လံခြုံထက်နေတဲ့ပုံစံမျိုးလည်းမရှိဘူးဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့စိတ်ထိခိုက်မှာမစိုးရဘူးပေါ့ဗျာနောက်ပြီးတော့ကျွန်တော် American လိုမျိုးသူ့ရဲ့အလဲတေးပဲနေရာကမျက်နှာပြင်ကြဲကြဲနဲ့ step ကတ်ပုံစံမျိုးကြဲကြဲလေးရှင်းရှင်းလေးဖြစ်အောင်တွေးထားတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာအရင်လဲရိုးရှင်းတဲ့ပုံစံမျိုးပေါက်မနေဘူး elegant ဖြစ်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့ဒီလိုသွေးကွက်မျိုးနဲ့ဘယ်လိုလိုမျိုးနဲ့ပို့ပြီးတော့တင့်တော်လဲဆိုလို့ရှိရင်ကိုကစင်ကိုအဝိုင်းပုံစံနဲ့ဝေ့ရတာရိုးရှင်းလာပြီး၄တောင်ပုံစံမျိုးလေးဝေ့ချင်တယ်ဒါပေမဲ့ကျွန်တော် princess ကတ်လိုမျိုး၄ဘက်လေးနဲ့ခြုံတဲ့နေရာမျိုးလည်းမကြိုက်ဘူး American လိုလည်း step ကတ်ပုံစံရိုးရှင်းဖြစ်တဲ့ပုံစံမျိုးကိုသဘောကျရဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်လို့ကောင်းတဲ့ option တစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး archer kit တွေကိုဝယ်ယူတဲ့အခါမှာဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်ဝယ်ယူရမလဲဆိုတော့အဲ့အကြောင်းတွေကျွန်တော်ပြပြပေးသွားပါမယ်ဆိုတော့ကျွန်တော်ဒီ step cut လို့ခေါ်တဲ့သွေးကွက်တွေဟာသူတို့မှာဘာအားနည်းချက်ရှိလဲဆိုတော့ကျွန်တော်တို့ color sensitive clarity sensitive တော့ဖြစ်တယ်ဗျာဆိုလိုတာက brilliant cut တွေလိုမျိုးအရင် color တွေတန်းစင်မှုတွေ short ဖို့လို့မရဘူးပေါ့ဗျာဆိုတော့ဒီ step cut ရဲ့သဘောတရားကမျက်နှာပြင်ကျဲတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အနာအစားဆိုလို့ရှိရင်လည်းအလွယ်တကူတွေ့မြင်နိုင်တယ်တဲ့စင်မှုကလာဆိုလို့ရှိရင်လည်းပို့ပြီးတော့မြင်သာတယ်ဆိုတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ကျွန်တော်ကာလာနေနဲ့ဝယ်ယူမယ်ဆိုလို့ရှိရင်အနည်းဆုံး HI လောက်ထိသွားတာကိုကဖြူတာကြိုက်တယ်ဆိုလို့ရှိရင်အနည်းဆုံး HI လောက်ထိထားတာတော့ပို့ပြီးတော့အဆင်ပြေပါတယ်နောက်တဲ့စင်မှုအနေနဲ့လည်းကျွန်တော်တို့ VS connection လောက်ထိအောက်ထစ်ထားတာပို့ပြီးတော့ကောင်းပါတယ်အဲ့တဲမှာထည့်ပြီးရော့သွားမယ်ဆိုလို့ရှိရင်မျက်နှာပြင်ကျတဲ့အတွက်ကြောင့်တော်ကိုအနာစာလောက်ကိုမြင်နိုင်နေပြီဆိုတဲ့သဘောမှာရှိတယ်ပေါ့ဗျာဆိုတော့နောက်ပြီးတော့ကျွန်တော်ကဘယ်လိုလိုမျိုးလဲတင့်တော်တယ်လဲကိုပြောပြီးပြီဆိုတော့ဘယ်လိုလိုမျိုးလဲမတင့်တော်လဲဆိုတာလေးလည်းပြောချင်ပါတယ်ဆိုတော့ကိုကbrown brilliant ကလိုမျိုးအဝိုင်းစင်တွေလိုမျိုး brilliant ဖြစ်တဲ့ look ကိုကြိုက်တယ်မီးဆိုတာမျိုးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့လူချင်းမတို့အနေနဲ့ဒီ archer cat ကလူချင်းမတို့အနေနဲ့မသိတော့ပါဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီ archer cat ရဲ့သဘောတရားကိုကstep cat ပုံစံမျက်နှာပြင်ကျဲကျဲနဲ့တွေးထားအောင်လို့ကျွန်တော်တို့ကြည့်တဲ့အခါမှာမီးအားလဲ brown brilliant cat တွေနဲ့ရှင်မယ်ဆိုလို့ရှိရင်နေတယ်ရိုးရိုးရှင်းရှင်းနဲ့ elegant ဖြစ်တဲ့ပုံစံမျိုးကိုပို့ပြီးတော့ပေါက်တယ်ပေါ့ဗျာဆိုတော့ဒါကြောင့်မလို့ကိုကအထည်ခတ်တဲ့နေရာမှာလဲSolatica design မျိုးခတ်တာမျိုးနောက် 3 stone design မျိုးတွေခတ်တာမျိုးနောက် vintage ပုံစံ vintage look လေးတွေပေါက်အောင်ခက်မယ်ဆိုလို့ရှိရင်တော့ archer cat တွေနဲ့တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်ဒီသွေးခွက်ဒီတိုင်းမှာသူ့ရဲ့ကိုယ်စီအဓိပ္ပာယ်နဲ့သူ့ရဲ့ပုံစံလေးတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့ကကိုလိုချင်တဲ့ပုံစံကိုလိုချင်တဲ့အဓိပ္ပာယ်မျိုးရရှိအောင်ကိုယ်တိုင်ရွေးချယ်ပြီးတော့ဝယ်ရမှာဖြစ်ပါတယ်အကျိုးရှိမလို့ယုံကြည်ပါတယ်အားလုံးပဲလက်ပါပြီးတော့တန်ဖိုးနဲ့ထိတ်တဲ့ရတနာလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်ကမြန်မာနိုင်ငံပထမဆုံးစိတ်အသိပညာမျှဝေပေးတဲ့ Grand Moon မြန်မာမှာကိုရင်းပါ For those who want more